ကျွန်တော်ကကာကိုလေးအတွက်ပေါ့နော်normalmenteလောက်ဆိုဟောစနလေးကိုဖတ်ချပြမှာဖြစ်ပါတယ်ဗျ ground နေနဲ့ပေါ့လူမွေးရစားလို့ရပါနော်လူမွေးပေါ့နော်လူမွေးနဲ့ပတ်သက်ပြီးတော့ဒီဘာကိုလေးအနေနဲ့ကတော့လူမွေးကန်လေးကတော့တော်တော်လေးကောင်းမွန်နေတဲ့ပုံစံမျိုးလေးတွေ့ရတယ်ကိုတက်ပေါ့နော်ငွေချင်းကောင်းတွေမိတ်ဆွေကောင်းတွေပေါ့နော်ကိုတက်အကူကြီးကောင်းရနိုင်မဲ့ပေါ့နော်သူမျိုးတွေပေါ့နော်ဒီလိုလူမျိုးတွေနဲ့စုံစည်းရတဲ့တဲဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်လူမှုနယ်ပယ်မှာလည်းပေါ့နော်ကိုယ်လူမွေးနယ်ပယ်ပေါ့နော်ကျေပြန့်လာတာမျိုးတွေ social circuit ကျေပြန့်လာတာမျိုးတွေပေါ့နော်ဒါမျိုးလေးကြုံတွေ့ရဖို့ရှိတယ်အဲ့ဒီထဲမှာပေါ့နော်ကိုတက်အတိမိတ်ဆွေအစ်တွေပြမယ်ဆိုရင်အချက်တွေအစ်တွေနဲ့ပေါ့နော်ကိုယ့်ရဲ့ဘဝတလန်းတော်ပေါ့နော်တော်တော်လေးထောက်ကူပြုမဲ့ပြမယ်ဆိုရင်လူမျိုးတွေနဲ့ပေါ့နော်စုံစည်းရလိမ့်မဲ့နာမည်မျိုးကိုကျွန်တော်ပို့ပြီးတွေ့ရတယ်ပေါ့နော်ဒါကြောင့်ဒီလာကဘာကိုတွေတော့ပေါ့နော်ကောင်းမွန်တဲ့လာတစ်ခုဒီလူမျိုးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့လာတစ်ခုလို့ပြောရင်တော့မမားနိုင်တဲ့ပုံစံမျိုးလို့ကျွန်တော်တွေ့ရတယ်ပေါ့နော်ချေးပေါ့နော်အခြေကိုပြောမယ်ဆိုရင်တော့ဒီမှာပေါ့နော်ဒီဘာကိုလေးဘာကိုအနေနဲ့ပေါ့နော်အခြေခံကောင်းပြောမယ်ဆိုရင်စမ်းနေပါလေဖွင့်နေတဲ့ပုံနဲ့အထူးသဖြင့်ပေါ့နော်ယောက်ျားလေးတွေကပို့ပြီးတော့စားအားကောင်းနေစားအားကောင်းနေလို့ပြောလို့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကြောင့်လည်းပေါ့နော်ပြောမယ်ဆိုရင်ဒီဘာကိုအနေနဲ့ဒီလာထဲမှာကိုပြောမယ်ဆိုရင်အခြားသူတွေပေါ့နော် attention တွေ attraction တွေရတာမျိုးတွေကျွန်တော်တို့ဒီကလေးပေါ့နော်ဒီဘာကိုထဲမှာပြောမယ်ဆိုရင်ဒီ modeling ကိစ္စတွေနောက်ပြီးတော့ပေါ့နော်ဒီ influence ဒီပေါ့နော် influencer ပေါ့နော်ဒီကိစ္စမျိုးလေးတွေလုပ်နေတာမျိုးလေးတွေရှိမယ်ဆိုရင်ပေါ့နော်ပြောမယ်ဆိုရင်ကိုယ့်ရဲ့စမ်းကြောင့်လည်းပေါ့နော်ပြောမယ်ဆိုရင်ဒီလာထဲမှာပိုပြီးတိကျဒီကိုယ့်ရဲ့လုပ်ငန်းပိုင်းပေါ့နော်လုပ်ငန်းပိုင်းမှာလည်းပိုပြီးတိုးတက်လာမှုလေးကြောင်းဖို့ရှိပါတယ်နောက်ပြီးတော့ပေါ့နော်အခြေရုပ်ပြင်စမယ်ဆိုရင်တော့လေဒီလာထဲမှာတော့လေပြောမယ်ဆိုရင်ချစ်သူကြီး single အနေနဲ့ပေါ့နော်ချစ်သူကြီးသားတွေရပါမယ်ဆိုတဲ့နာမည်မျိုးထက်ပေါ့နော်ဘာတွေပိုတွေ့ရလဲဆိုရင်တော့ပြောမယ်ဆိုရင်အတိတ်ကပေါ့နော်ကိုယ်ဆွဲကတ်နေတဲ့ဒီ drama တွေနာကျင်စရာတွေအိမ်နှချိုင်းနေပေါ့နော်ဒါတွေကပြန်ပြီးတော့ပေါ့နော်ပြောမယ်ဆိုရင်တက်တာလာမယ်ပြောမယ်ဆိုရင်မပြတ်တောင်းနိုင်တဲ့ပေါ့နော်ကိုယ့်ရဲ့ခံစားချက်တွေပြတ်သားလာပြီးတော့ပေါ့နော်ပုံဖြစ်လာမယ်ကိုယ်ကိုပြန်ပြီးတော့ပေါ့နော်ဟိလေးလောက်လာနိုင်မယ်လို့ပို့ပြီးတော့တွေ့ရတယ်ဒါကြောင့်ဒီလာပေါ့နော်ကိုယ့်အတွက်ပြောမယ်ဆိုရင်လုံးဝပေါ့နော်ဟီလင်းဖြစ်ပြီးတော့ပြောမယ်ဆိုရင်ကိုယ်တိုင်လွတ်လပ်ပေါ်ပါလာမယ်နှလုံးသားပေါ့နော်လွတ်လပ်ပေါ်ပါလာမယ်လားဆိုလို့ပြောရင်တော့ပို့ပြီးတော့မှန်ပါလိမ့်မယ်ဗျဒါကြောင့်ပေါ့နော်ပြောမယ်ဆိုရင်တော့ချစ်သူကြီးသားတော့ရအောင်မှမဟုတ်သေးဘူးဒါပေမဲ့လည်းကိုယ့်တက်ပေါ့နော်ကောင်းမွန်နေပေါ့နော်အရွေးတစ်ခုပြောမယ်ဆိုရင်နှလုံးသားကိစ္စမှာပေါ့နော်ပူစားကိုယ့်ရဲ့နှလုံးသားပေါ့နော်ပူစားခံရမှာဖြစ်တဲ့အတွက်ပေါ့နော်ကောင်းမွန်တဲ့လားဆိုရင်လို့ပြောလို့ရပါတယ်နောက်ခုပေါ့နော်ချစ်သူကြီးသားတွေပေါ့နော်ချစ်သူကြီးသားတွေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ခြေကန်လေးလည်းကောင်းနေတယ်ပေါ့နော်ဒါပေမဲ့အခုတင်ကြားစီချင်တာကဘာလဲဆိုတော့ချစ်သူကြီးသားတွေနေနဲ့ပေါ့နော်ပြောမယ်ဆိုရင်ဒီအရန်ဟိုပေါ့နော်ခြေကန်ကောင်းလုံးပြီးတော့ပြောမယ်ဆိုရင်တစ်ခါလေးအပျော်လုံးပြီးတော့အပြက်လေးဖြစ်သွားတတ်တာမျိုးလေးပေါ့တင်ကြားစီချင်တယ်ဘလို့အပြက်မျိုးလေးလဲဆိုတော့လေနည်းနည်းလေးအခြေနဲ့ပတ်သက်ပြီးတော့ပေါ့နော်မဲကြုံပြီးသွားတာမျိုးလေးဖြစ်တတ်တာဖြစ်တဲ့အတွက်တင်ထားပါတော့ကျွန်တော်ချန်ပေးချင်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာမရသလောက်ပေါ့နော်ပြောမယ်ဆိုရင်ဒီဘာကိုတွေပေါ့နော်ဒီလိမ်မဆိုင်ရာကိစ္စလို့ပဲပြောအောင်ပေါ့နော်ဒီကိစ္စတွေမှာပို့ပြီးတော့အားတာနေတာမျိုးလေးရှိရဲလို့ပဲမြင်ပါတယ်ဒါကြောင့်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့သင်ကြားသိချင်ပါတယ်ဗျအိမ်တော်ကြီးပိုင်းကတော့တာယာနေတာမျိုးလေးတွေ့ရတယ်အိမ်တော်ကြီးပိုင်းမှာလည်းတော်တော်လေးကောင်းမွန်နေမယ်ပေါ့နော်ဒါပေမဲ့ပြောမယ်ဆိုရင်ကောင်းမွန်နေပေမဲ့လည်းပေါ့နော်အနေငယ်တော့ပူရတာလောင်းရတာလေးတော့ရှိလိမ့်မယ်ဆိုတဲ့ပုံစံမျိုးလေးမြင်ပါတယ်ပူရလောင်းရတာတော့လေပြောမယ်ဆိုရင်ဒီဘာကိုထပ်ပေါ့နော်တစ်ဖက်လူပဲဖြစ်ဖို့များတယ်ပေါ့နော်တစ်ဖက်လူကပေါ့နော်ပိုပူလောင်းရတာမျိုးလေးတော့ကျွန်တော်တို့ဖြစ်တဲ့သိသားလေးကျင်ပါတယ်နောက်တစ်ခုကပါလဲဆိုတော့လေအိမ်လေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်သာသမီရတနာလေးနဲ့ပတ်သက်ပြီးသတင်းကောင်းကြားတဲ့ဆိုတဲ့ပုံစံလေးတွေမြင်ပါတယ်ဗျအိမ်လေးပြောမယ်ဆိုရင်ပေါ့နော်အိမ်တော်ကြီးပိုင်းလည်းကံကောင်းနေတတ်တယ်လို့ကျွန်တော်တွေ့ရပါတယ်ကဲနောက်တစ်ခုကပေါ့နော်ငွေကြေးနဲ့စီးပွားရေးကိုကြည့်ရတဲ့လောက်ကတော့လေစောစောပေါ့နော်ဒီအရှိရလူမှုရေးကံနဲ့ဒီအခြေရေးမှာပေါ့နော်ကျွန်တော်ပြောခဲ့တဲ့အရာလေးနဲ့ပတ်သက်ပြီးဆက်ပြီးပြောမှမယ်ဆိုရင်တော့လေဒီငွေကြေးပိုင်းနဲ့ဒီစီးပွားရေးပိုင်းပေါ့နော်တော်တော်လေးကောင်းမွန်နေမဲ့ဒါကိုပြောလို့ရတယ်ပေါ့နော်ပြောမယ်ဆိုရင်ကံတရားကိုပေါ့နော်ကိုယ့်ဘက်ကိုပါနေရမျိုးလေးကြောင့်ကိုဘာလို့အဆင်ပြေနေမျိုးလေးဖြစ်တဲ့ကို
ဒီငွေကြီးနဲ့ပတ်သက်ပြီးလဲပေါ့နော်ငွေတွေပါဘူးတေချာလေးဝင်လာတာပြောမယ်ဆိုရင် surprise ဆိုပြီးတော့ပေါ့နော်ရောက်ပြီးတော့ဝင်လာပြီးတော့ပေါ့နော်ပြတ်သွားတာမျိုးမဟုတ်ဘဲနဲ့တောက်ချောက်ပါဒီတလာလုံးမှာပေါ့နော်ငွေဝင်နေမဲ့ကာလတစ်ခုလို့ပြောရမယ်ပေါ့နော်ငွေတော်လဲရွှင်နေမဲ့ကာလလို့ပြောလို့ရတယ်နောက်တစ်ခုကဘာလဲဆိုတော့စီးပွားရေးပေါ့နော်စီးပွားရေးနဲ့ပတ်သက်ပြီးကိုမျောလင်းထားတဲ့အရာတွေကိုအကြံစီထားတဲ့အရာနဲ့ပတ်သက်ပြီးတော့အောင်မြင်တာမျိုးတွေဖြစ်တတ်တယ်နောက်တစ်မျိုးကတော့ဘာလဲဆိုတော့ကိုယ့်ရဲ့ idea ကိုမှပေါ့နော် idea တစ်တွေရှိတယ်ဒီ idea နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုကိုယ်တိုင်ကရေးရေးဝန်းပေါ့ထုတ်ဖော်ပြထုတ်ဖော်ဖို့လိုအပ်နေတယ်ပေါ့ဒါကိုကိုယ်တိုင်ကထုတ်ဖော်မှသာလေဒီစီးပွားရေးနဲ့ပတ်သက်ပြီးပို့ပြီးထောက်ပို့ပြီးဆိုတဲ့မျိုးပေါ့နော်ကိုယ့်ရဲ့ idea ကောင်းတွေကိုပေါ့အကောင်းဆုံးသုံးချပါပြောမယ်ဆိုရင်ကိုအကောင့်ထဲပေါ်မယ်ကိုစိတ်ထဲမှာတွေးနေတဲ့ဟာတွေအကြံစီတွေအလုံးအောင်ပေါ့နော်စပြီးတော့ဒီလုံဆောင်တဲ့လာလို့ပြောရမှာပေါ့နော်ပြောမယ်ဆိုကိုကန်တရားကိုမှပါနေရဖြစ်တဲ့အတွက်ကိုဘက်ကဒါလုံမယ်ဆိုရင်တော်လေးကိုပေါ့နော်ကောင်းမွန်နေမဲ့လားလို့ပြောရမှာပေါ့နော်နောက်တစ်ခုကတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကျမ်းမာရေးကတော့လေအနေငယ်လေးတော့ညံ့နေတတ်တယ်လို့မြင်နေ။ဘာကြောင့်ညံ့နေမှလဲဆိုရင်တော့လေဒီရာသီဥတုကူးပြောင်းလို့ပဲပို့ပြီးတော့မြင်နေပေါ့။ရာသီဥတုကူးပြောင်းကာလလေးမှာကျမကြီးနဲ့ပတ်သက်ပြီးတော့အញ្ញံလေးဆိုင်ရမျိုးလေးတွေတို့သဖြင့်ပေါ့နော်ပြောမယ်ဆိုရင်အေးမီနာစီးတာတွေပြောမယ်ဆိုရင်ဒီရာသီဥတုအပြောင်းလေးတွေကြောင့်ပေါ့နော်ပြောမယ်ဆိုရင်ဖျားနာတာမျိုးလေးကျွန်တော်တက်တာဖြစ်တဲ့ဒီသားချင်းနဲ့နောက်တစ်ခုကဘာလဲနောက်တစ်ခုပေါ့နော်နောက်တစ်ခုကတော့ခြေထောက်ပိုင်းထိခိုက်တာမျိုးလေးကျွန်တော်တက်တာဖြစ်တဲ့ဒီသားသိချင်ပါတယ်လေအခြားကြီးမားရလို့တော့မရှိပေမဲ့လည်းပေါ့နော်တကယ်လို့ကိုကပေါ့နော်ပြောမယ်ဆိုရင်ဒီအဆုတ်ရောင်ယောဂဒီဟာမျိုးတွေရှိရတဲ့သူမျိုးတွေဆိုရင်တော့လေအထူးသတိထားသိချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလာထဲမှာပေါ့နော်ဒီအဆုတ်ရောင်ယောဂတွေဒီလိုကိစ္စမျိုးတွေနဲ့ဟိုငဘောအခန့်ရှိပြီးသားလူတွေပေါ့နော်ပြန်ပြီးဖြစ်တာမျိုးတွေကျွန်တော်တို့တက်ဖြစ်တဲ့အတွက်တော်လေးကိုပေါ့နော်ယူဆိုင်ပြီးတော့မှာကြားချင်ပါတယ်ပညာရေးပေါ့နော်ပညာရေးကိုပြောမယ်ဆိုရင်တော့ပညာရေးဒီဘာကိုရီးယားပညာရေးကလေပြောမယ်ဆိုရင်လမ်းစာတွေအများကြီးပေါ်လာဖို့ရှိရလို့မြင်နေပေါ့နော်ပြောမယ်ဒီမှာတွေ့ရသလောက်ကတော့ပညာရေးကံကောင်းတယ်ဆိုတာကဒီကိုအရင်အစောပိုင်းမှာလုပ်ထားတဲ့အပိုင်းမှာကောင်းတာမျိုးမဟုတ်ဘူးနေပေါ့နော်ဒီလာထဲမှာပေါ့နော်ကိုယ်ဒီနဲ့ပညာအသစ်တွေလေ့လာဖို့ထပ်ပြီးပေါ့နော်အသစ်တွေလေ့လာဖို့ပေါ်လာမျိုးလေးတွေလမ်းစာပွင့်လာမျိုးလေးဖြစ်လာနိုင်တယ်ပေါ့နော်ဘယ်မှာဆိုရင်ဒီပညာသင်ကြားရမယ်ဒီပညာတွေကလည်းပေါ့နော်ပို့တော့ပေါ့နော်ကောင်းကြီးဘယ်မှာဆိုအထောက်အကူပြုလိမ့်မယ်ပေါ့ဒီလိုပုံစံမျိုးပို့ပြီးတော့တွေ့ရတယ်ဘယ်မှာဆိုရင်အချိန်ပိုင်းမှာကိုကြိုးစားခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဘယ်မှာဆိုရင်ကတော့အသိပြီးတော့အဆင်ပြေလို့မဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့ဒီလမှာတော့ပညာရဲ့အသစ်တွေပေါ့နော်အမြင်အသစ်တွေဒါနဲ့ပတ်သက်ပြီးတော့လေ့လာရမယ်သင်ကြားရမယ်ဒီຢာတွေနဲ့လည်းဒီຢာတွေကလည်းပေါ့နော်ပို့ပွားတဲ့အများကြီးထောက်ကူပြုလိမ့်မယ်ဆိုတော့ကျွန်တော်မြင်ပါတယ်ဗျအများကြီးကတော့ပြောမယ်ဆိုရင်ဟိုကြီးများနေရမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကိုယ်စီရောက်လာတဲ့ပညာကိုအကောင်းဆုံးသင်ယူဖို့ကြံပေးချင်ပါတယ်။ overall energy ပေါ့နော် overall energy မှာကျွန်တော်ပြောခဲ့သလိုပေါ့နော်ဒီຢာတွေထဲမှာကတ်တွေအားလုံးခြုံပြီးကြည့်လိုက်မယ်ဆိုရင်ပေါ့နော်ကန်တော်တော်များများကန်ရပါတော့ပြောဆိုဘာကိုတော်တော်လေးကိုကန်ကောင်းနေမယ်ဒါလိုပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စောစောအပိုင်းမှာပဲပေါ့နော်ကျွန်တော်ပြောခဲ့သလိုအပျော်တွေကနေအပြည့်တွေဖြစ်သွားအောင်ဒီကားဖို့လိုအပ်တယ်နောက်ပြီးတော့ပေါ့နော်ကိုလုပ်တဲ့အခါမှာလဲဒီတချို့ကိစ္စတွေမှာကိုယ့်ရဲ့ပေါ့နော်ဒီစိတ်ခံစားချက်တွေကိုယ့်ရဲ့ပေါ့နော်လောဘတွေနောက်ကိုအရင်မလိုက်ဖို့လည်းကျွန်တော်ကြံပေးနေတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ငွေကြေးပိုင်းမှာလည်းအဆင်ပြေနေရဲ့ဒီချေးမှာလည်းအဆင်ပြေနေရဲ့ဒါတွေကြောင့်လည်းပေါ့နော်ငါလုပ်လိုက်ရတယ်ပြောမယ်ဆိုရင်ဆိုပြီးတော့နော်ဒီစီးပွားရေးပိုင်းမှာလည်းလောဘတွေတအားများသွားပြီးတော့ကိုယ့်ရဲ့ပေါ့နော်ဒီစဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေကိုယ့်ရဲ့လုံနိုင်စွမ်းတွေအကုန်လုံးပေါ့နော်ပိတ်ဆို့သွားစေတယ်ဒါကြောင့်လည်းမာယွန်းတွေဖြစ်တာမာယွန်းနဲ့ဆုံးဖြတ်ချက်တွေချမိတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်ကိုယ့်ရဲ့အကံကိုလည်းအကောင်းဆုံးသုံးပါပြောမယ်ဆိုရင်ကိုယ့်ရဲ့ဒီပေါ့နော် desire တွေကိုယ့်ရဲ့လောဘတွေဒီຢာတွေကပေါ့နော်ကိုယ့်ရဲ့လုံနိုင်စွမ်းနဲ့ကိုယ့်ရဲ့ပေါ့နော်ပြောမယ်ဆိုစဉ်းစားချင်းချင်းနိုင်စွမ်းကိုပိတ်ဆို့သွားတာမျိုးမဖြစ်စေဖို့လည်းကျွန်တော်အနေနဲ့ပေါ့နော်အကြံပြုချင်ပါတယ်အခြေပေါ့နော်ချစ်သူကြီးစားရတဲ့ပတ်သက်ပြီးတော့တတိယထားစေချင်ပါတယ်ပေါ့နော်ဆက်တော့ကျွန်တော်ပြောခဲ့သလိုတတိယထားပါဒီမှာလည်းထပ်ပြီးပြထားတယ်ပေါ့နော်တတိထားဖို့အခြေနဲ့ပတ်သက်ပြီးတတိထားဖို့အကြံပေးခြင်းနဲ့ဒီအိတ်ပိုင်းပေါ့နော်ဒါပေမဲ့ဆိုရင်ဒီ sexual ပိုင်းနဲ့ပတ်သက်ပြီးတော့တော်လေးအားကောင်းနေတဲ့ energy မျိုးရတာဖြစ်တဲ့အတွက်ပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်တော့ဒီတားတင်တာမဖြစ်အောင်လဲရှောင်တာမျိုးပေါ့နော်အမျိုးလေးတော့လုံးတင်တယ်လို့တော့မြင်ပါတယ်ဗျဒါပေါ့နော်ဒီဘာကိုတွေအတွက်ဒီနိုဝင်ဘာလတစ်လစာ personal လေးဖြစ်ပါတယ်ဗျ